တူတယောက်ရဲ့ဘဝစာကြောင်းအထောက်ပံ့ကိုသိလိုက်ရတဲ့ဖြင့်မိမိအတွက်ဘဝသင်္ကန်းစာတွေရှုတတ်တဲ့ပုဂ္ဂိုလ်တွေဖို့အများကြီးတန်ဖိုးရှိသွားနိုင်တယ်။ဒါကြောင့်မို့ဇလန်းဇက်ွက်ယုံမြဇလန်းဇက်ွက်မြဟောတာမှတ်သားနာယူခြင်းမပြုဘဲနဲ့ထိုပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်ကျိုးပန်းအထောက်ချက်လှုပ်ဆောင်ချက်တွေကြည့်ရှုပြီးတော့အတူယူအားကြကြရမှာဖြစ်တယ်။သူကိုယ်တိုင်ကလည်းဒီဘက်မှာထူးချွန်ထက်မြက်တယ်ဆိုတာလွန်ခဲ့တဲ့ကဘာတသိန်းအချိန်ကာလတုန်းကလူဘဝရရှိလို့ကံကောင်းထောက်မှလို့ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဖြစ်ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကပုဂ္ဂလပတ္တနာလို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးကြီးညိုမှုနဲ့ပတ်သက်ပြီးထူးချွန်တဲ့ပုဂ္ဂိုလ်တူကိုချီးမွမ်းထောမနာပြီးဟောကြားတာကိုယ်တိုင်မြင်တွေ့ကြရတဲ့အခါသူကိုယ်တိုင်လည်းဒီအခြေအနေမျိုးတွေကိုဖြစ်လို့စိတ်တွေတဖွာဖွာဖြစ်တယ်အားကြတယ်လို့ခေါ်တာအခုခေတ်မှာလည်းတူတူပဲနေဘယ်ပုဂ္ဂိုလ်အဖြစ်အားကြစရာကောင်းတယ်အားကြစရာကောင်းတဲ့ပုဂ္ဂိုလ်စိတ်ဝင်စားလာလို့ရှိရင်မိမိကိုယ်တိုင်လည်းအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်ဖို့ဆိုတာကြိုးစားလာကြဒီလိုပဲဖြစ်ရမှာဘဝတစ်ခုဟာတိုးတက်မြင့်မားလာဖို့အတွက်အတူယူအားကြစရာပုဂ္ဂိုလ်ဆိုတာရှိကိုရှိရဒါကြောင့်မို့အတူယူအားကြမှုအကြောင်းပြုပြီးတော့ဒီအချက်ဖြင့်ဟာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေဖြစ်လို့တယ်လို့ဆိုတဲ့ဆန္ဒပြုခဲ့တာဆန္ဒပြုခဲ့ပြီးတော့နောက်ကလှုပ်ဆောင်ချက်ကနောက်ကဆက်လက်ပြီးတော့လိုက်ပါလာတဲ့အခါမှာသူ့ရဲ့ဆန္ဒပြည့်ဝသွားတယ်လို့လူဆိုတာတဦးနဲ့တဦးစိတ်နေသဘောထားခြင်းမတူကြဘူးဝါဒနာတို့အစ္ဆာတရားတို့ဆိုတာလည်းကွဲပြားခြားနားမှုရှိတယ်စိတ်ဝင်စားမှုအစ္ဆာတရားနဲ့ဝါဒနာတဦးနဲ့တဦးမတူသည့်အတွက်ကြောင့်မိမိတို့စိတ်ဝင်စားရာဝါဒနာရှိအောင်ထူးချွန်ထက်မြက်အောင်ဘဝသင်္ကန်းစာယူပြီးတော့ဆောင်ရွက်ကြဥပမာမဲ့ရှင်သာရိပုတ္တရာကပညာဘက်မှာထူးချွန်ထက်မြက်တယ်ရှင်မောဂလန်ကြတော့သမထကျင့်စဉ်ဇံအဘိညာဉ်လိုင်းမှာထူးချွန်ထက်မြက်တယ်နှစ်ပါးစလုံးဟာအက္ခတဝကယဟနာပုဂ္ဂိုလ်ကြီးတွေပဲဖြစ်တော်လဲဝါဒနာချင်းမတူကြဘူးလို့ဒီလိုပြောမိမိတို့ရရှိထားတဲ့မိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ဝါဒနာအလျောက်စွဲစွဲမြဲမြဲကြိုးစားအထောက်လို့ရှိရင်ထူးချွန်ထက်မြက်မှုကိုရတယ်ဆိုတာလူတိုင်းဟာမှတ်သားထားပြီးတော့တမန်အနေထားအဖြစ်မနေပဲနဲ့ကိုယ့်ဘဝကိုဖြစ်ချင်တာထူးချွန်အောင်ဆောင်ရွက်ကြရမယ်ဆိုတာစိတ်ထဲမှာမှတ်သားထားဖို့အခုဇီဝကဆိုတာသူ့ဘဝအစသူဟာတာမန်လူတယောက်လိုပါပဲတချို့တာမန်ပုဂ္ဂိုလ်တွေတောင်နှိမ့်ကြတယ်လို့ပြောရမယ်သူ့ဘဝအစဟာအမိဓမ္မတနာစရာကောင်းတယ်သို့တော့သူ့ရဲ့ကြိုးစားမှုကြောင့်ထိတ်တန်းပုဂ္ဂိုလ်တူဖြစ်သွားတယ်အဲ့တော့လောကလူတွေဟာဘဝကိုဘယ်လိုနည်းနဲ့ပဲစလာစိတ်သဘောထားတွေမြင့်မားပြီးတော့ကြိုးစားလာလို့ရှိရင်ထူးချွန်တဲ့ပုဂ္ဂိုလ်တူဖြစ်လာနိုင်တယ်ဆိုတာကိုမှတ်သားထားကြဇီဝကဆိုတာရာဇဂုံမြို့မှာမွေးဖွားခဲ့သူတူပဲစာရဲပေထဲမှာတော့သူမိခင်ဖော်ထားတာရှိတော့လဲမပြောတော့ဘူးเนาะသူ့ဘဝစัจ ကြောင်းကဘယ်ဟာစလာတော့ဆိုမွေးပြီးတာနဲ့သူ့ရဲ့မိခင်ရဲ့ဆွန့်ပစ်ခြင်းကိုခံရတယ်ဘန်းကလေးပေါ်မှာထည့်ပြီးတော့လမ်းပေးသွားပစ်ထားတာဇီဝကအလောင်းသူ့ငယ်လေးဟာလူဘဝတော့ရလာတယ်သို့တော့မွေးချင်းမိဘရဲ့ရင်ခွင်ထဲမှာနာယူပြီးတော့ကြီးပွားခွင့်မရဘူးမိဘရဲ့ဆွန့်ပစ်ခြင်းကိုခံလဲရလို့လမ်းဘေးကစကောလေးနဲ့ပြစ်ထားတဲ့လမ်းပေါ်မှာရောက်သွားလမ်းဘေးမှာရောက်သွားတယ်ကလေးလေးတယောက်အဲ့ဒီလို
မနဲ့မုံမလင်းခင်ပြစ်ထားတဲ့ကလေးလေးကိုရာဇဂိုမြို့ဗိမိသာရမင်းကြီးရဲ့မိဖုရားငယ်တူကမွေးတဲ့သားကအဘယမင်းသားလို့ခေါ်တယ်မင်းသားကြီးပဲလွတ်တော်တဲရတဲ့မင်းသားကြီးတူပေါ့ယထာလုပ်ငန်းမှာကျွမ်းကျင်တယ်ယထာမောင်းနှင်တဲ့နေရာမှာထက်မြက်တယ်အဇာတတဆိုတာမိဖုရားခေါင်းကြီးကမွေးတာဒါကြောင့်မို့သူကထိနှံရတာမန်မိဖုရားအငယ်တွေကမွေးတာတွေကြတော့ဘယင်မဖြစ်ဘူးတိတ်ပြီးတော့အဘယမင်းသားဆိုတာမထင်မရှားကမွေးတာဖြစ်တော့ကြောင့်ဘယင်သားဖြစ်တော့လဲနန်းတော်မှာကြီးပြီးတော့ဘယင်ကိုခါစားပြုရတော့လဲသူဟာနန်းကိုဆက်ခံနိုင်တဲ့ဇာတုဆက်ခံရမယ်မင်းသားတော့မဟုတ်ဘူးဥပမာမဲ့ပြောရမယ်ဆိုရင်တာယာဝတီမင်းတို့ရွှေဘုံမင်းလို့လည်းခေါ်တယ်ကုန်းပေါင်ဆက်မှာဘာကြီးတော့မင်းရဲ့ညီတော်တာယာဝတီမင်းရွှေဘုံမင်းမိဖုရားခေါင်းကြီးကမွေးတာကပကံမင်းသားကျန်တဲ့မိဖုရားအငယ်တဲကမွေးတာကြတော့မင်းတုံမင်းသားနဲ့ကနောင်မင်းသားတို့ထိနှံဆက်ကံတော့ဘယ်သူကဆက်ခံရတော့ဆိုပကံမင်းသားကထိနှံဆက်ခံမိဖုရားခေါင်းကြီးကမွေးတာမွေးတော့တာယာဝတီမင်းမကြမ်းမမာဖြစ်တဲ့အခါပကံမင်းသားကထိနှံဆက်ခံနောက်ပိုင်းကျတော့ပကံမင်းသားနဲ့မင်းတို့မင်းသားတို့ကနောင်မင်းသားတို့ဆိုတာအဖေတူအမေခွဲညီကိုတွေပဲနောက်ပိုင်းမှာမင်းပင်ကောင်းလေးရဲ့မင်းမြောင်ဖြတ်ဆိုတာပကံမင်းရဲ့မြောင်ပြီးတော့ပကံမင်းမှာအမှုတော်ထမ်းနေတဲ့ပုဂ္ဂိုလ်တွေဘိုင်ဆက်ဆိုရမြို့တော်ဝန်တို့ဥပိန်တရားကြီးကိုဆောက်သွားတဲ့ဥပိန်တို့ဆိုတာဒီပေါ့နော်သူတို့ကမင်းအာနာဇက်ကိုယူပြီးတော့နောက်ဆုံးပဲကနောင်မင်းသားနဲ့မင်းတို့မင်းသားတို့ကိုပါဖမ်းချုပ်မဲ့အနေအထားမျိုးရောက်လာတယ်အဲ့ဒီမှာကနောင်မင်းသားမင်းတို့မင်းသားနဲ့ကနောင်မင်းသားညီကိုနှစ်ယောက်တိုက်မြင်ပြီးတော့သူတို့နောင်တော်ကိုချစ်တော်လဲနောင်တော်ကိုပုံကန်ကြရွှေဘိုထွက်ပြီးတော့နောင်တော်ကိုပုံကန်တော့သူတို့ပုံကန်မှုဟာအောင်မြင်သွားတယ်လို့ဆိုပါစို့ဒါနဲ့မင်းတို့နဲ့ကနောင်တို့အောင်မြင်သွားလို့မင်းတို့မင်းသားကမင်းဖြစ်တာတကယ်ကတော့အစဉ်တိုင်းဆိုရင်သူထိနှံ့ရစရာအကြောင်းရှိဘူးပေါ့သူတို့ဆိုတာအဲ့လိုပဲအဘယမင်းသားရဲ့အခြေအနေကမိဖုရားငယ်ကမွေးတာဖြစ်တော့ကြောင့်တပည့်အုပ်ချုပ်တဲ့မင်းတော်မဖြစ်ဘူးဒါပေမဲ့လို့ဘုရင်နန်းတော်မှာယာရုဌာနရထားပြီးတော့ဘုရင်ကိုအမှုတော်ထမ်းရတဲ့လွတ်တော်တက်တဲ့မင်းသားကြီးတော်ဖြစ်ရတယ်မင်းတို့မင်းသားဟာလည်းပဲလွတ်တော်တက်ရတဲ့မင်းသားကြီးပဲသို့တော့ထီးရန်နန်းရန်အိမ်ရှိဥပရာဇာတော့မဖြစ်ဘူးတော်လှန်ပြီးတော့ယူလို့တာဘုရင်ဖြစ်တာခုအဘယမင်းသားဟာလည်းပဲထို့တူပဲဗိမိသာရမင်းရဲ့သားနန်းတော်ကနေထွက်ပြီးနနက်ခင်းသူနောက်လိုက်နောက်ပါတွေနဲ့မြို့ပြင်ထွက်တဲ့အခါမှာကြီးကန်းတွေဝိုင်းအောင်ပြီးတော့တအားလှုပ်နေတဲ့လမ်းဘေးကအရာတစ်ခုအမြင်တော့မေးတယ်ဟေ့လူတွေဟိုနားကကြီးတွေဝိုင်းနေတာဘာတွေလဲသွားကြည့်ကြစမ်းဆိုတော့သူနိုင်လဲနောက်ပါတွေကပြေးပြီးတော့ကြည့်ကြတဲ့အခါအရှင်မင်းသားကလေးလေးပါလို့ပြောတာနော်ပြစ်ခံထားတာနော်ကလေးလေးပါဟဲ့အသက်ရှိသေးရဲ့လားရှိပါသေးတယ်ဒါဆိုလို့ရှိရင်ယူခဲ့ကြငါနန်းတော်ငါအိမ်ကိုပို့လိုက်ဒီကလေးလေးကိုစောင့်ရှောက်ပြီးတော့အသက်ရှင်အောင်မွေးကြလို့အထိတ်တော်တွေကိုအလိုက်ဆိုပြီးတော့ဇီဝကရဲ့ဘဝကအဲ့ဒါလို့စလာတာအသက်ရှင်သေးသလားလို့ဆိုရှင်ပါသေးတယ်ဆိုတဲ့စကားကိုကြည့်ပြီးတော့အသက်ရှင်သူဆိုတဲ့အဓိပ္ပာယ်နဲ့ဇီဝတိတိဇီဝကောလို့အသက်ရှင်လျက်တွေ့ရသူဆိုတဲ့အဓိပ္ပာယ်နဲ့ဇီဝကလို့နာမည်ပေးတာ
အဘယမင်းသားကကောက်ယူပြီးတော့ကျွေးမွေးခိုင်းထားတာဖြစ်သောကြောင့်တနည်းအားဖြင့်မင်းသားကမွေးစားထားတာဖြစ်သောကြောင့်ကောမာရဖစ္ဆာမင်းသားရဲ့မွေးစားသားလို့ဒီလိုလည်းပဲနာမည်တွင်နေပေါ့ဒီနေရာမှာကောမာရဖစ္ဆာဆိုတာကောမာရဆိုတာကုမာရလာတာမင်းသားဖစ္ဆာဆိုတာကျွေးမွေးဆောင်းရှောက်ထားတာသို့မဟုတ်သားဖြစ်မွေးစားတာဒီလိုအိဗယ်ရတယ်နိုင်ငံသားတွေကတော့အဲ့ဒီစကားလုံးကိုဘာသာပြန်တဲ့အခါနောက်တစ်ချိန်ကျတော့ဇီဝကကသမားတော်ဖြစ်သွားတာသမားတော်ဖြစ်သွားတော့ကောမာရဘိစ္ဆဆိုတဲ့စကားလုံးကမင်းသားရဲ့မွေးစားသားဆိုတဲ့အဓိပ္ပာယ်ပြင်နောက်အဓိပ္ပာယ်တစ်ခုကဘာတော့ဆိုရင်ကောမာရဆိုတာကုမာရကလာတာကလေးတငယ်ဘိစ္ဆဆိုတာပြုစုကုသတဲ့အတတ်ပညာရှိသူလို့ဆိုပြီးတော့ကောမာရဘိစ္ဆဆိုတာကလေးအထုကုဆိုပြီးတော့နာမည်နဲ့လည်းဒီလိုဘာသာပြန်ကြတယ်မင်းသားမွေးစားသားလို့အဓိပ္ပာယ်မပြန်မဲနဲ့ကလေးအထုကုလို့ဆိုတဲ့ဒီလိုစကားလုံးနဲ့အဓိပ္ပာယ်ပြန်ထားတာလည်းရှိတယ်ပေါ့နော်သို့သောပိဋကစာပေမှာမှတ်သားထားတာတော့သူတို့ပြန်တဲ့အဓိပ္ပာယ်မဟုတ်ဘူးကုမာရေနပောတပိတ္တကောမာရဘိဇောတိပိနာမံအကံတုလေမင်းသားကမွေးခိုင်းတာဖြစ်သောကြောင့်မင်းသားမွေးစားတာဖြစ်သောကြောင့်ကောမာရဘိစ္ဆာလို့လည်းခေါ်ကြတယ်တဲ့နာမည်နှမျိုးနဲ့ခေါ်တာဇီဝကကောမာရဘိစ္ဆာဒီလိုခေါ်တာအဲ့တော့သူ့ဘဝအစလေးဟာမွေးချင်းလမ်းပြေးရောက်သွားတာကိုဟာကံဆိုးတယ်လို့ပြောမှာပဲအတိတ်ကသူအကုသိုလ်ဘာကြောင့်လမ်းပြေးအပြစ်ခံရတယ်လဲဆိုတာသူအတိတ်အကြောင်းတော့ရှိမှာပေါ့မရှိဘဲကတော့ဒီလိုမဖြစ်ဘူးလေမိခင်ရဲ့စွန့်ပစ်မှုကိုသူခံရတယ်မိခင်ရဲ့စွန့်ပစ်မှုကိုခံအဲ့ဒါနဲ့သူကံကောင်းတော့အဘေယမင်းသားနဲ့တွေ့တော့နန်းတော်ရောက်သွားတယ်မင်းသားရဲ့အိမ်မှာကြီးရအသက်အရွယ်လေးရလာတဲ့အခါကျတိထက်လာတဲ့အခါသူများတွေမှာအမေအဖေခေါ်စရာရှိတယ်သူ့မှာအမေဆိုတာဘယ်သူမှမသိဘူးဒီကလေးလေးကအမေခေါ်စရာမရှိတော့မင်းသားကိုမေးတယ်ရှင်မင်းသားကျွန်ုပ်ရဲ့အမေကဘယ်သူလဲအဖေကဘယ်သူလဲသနာစရာကလေးလေးတွေကဒါမျိုးတစ်ခါတလေအမေအဖေမသိတဲ့ကလေးမျိုးတွေဒီကနေ့ခေတ်မှာလည်းရှိတာပဲเนาะအမေဘယ်သူလဲအဖေဘယ်သူလဲလို့သူမေးတာမေးတော့မင်းသားကလည်းပြောတယ်လေဇီဝကတဲ့ငါလည်းပဲမင်းအမေကိုမသိဘူးတဲ့မင်းအမေဘယ်သူဆိုတာငါမသိဘူးတဲ့နော်ဒါပေမဲ့လို့ငါကမင်းကိုမွေးစားတာဖြစ်တော့မင်းအဖေကတော့ငါပဲပေါ့ကွာလို့ပြောတာဟောအမေမသိဘူးအဖေကတော့ငါပေါ့ငါကမွေးစားတာဟုတ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျအရွယ်ရောက်လာတဲ့အခါ तू စဉ်းစားတတ်လာတယ်စဉ်းစားတတ်လာတယ်ကြည်ပြင်းရတာကဘုရင်နန်းတော် Royal Family လို့ခေါ်တယ်အဲ့ဒီမိသားစုအပိုင်းဝိုင်းမှာကြည်ရမင်းနာပယံနေတဲ့ပုဂ္ဂိုလ်တွေကပညာတတ်ကြတယ်လေပညာနဲ့အသက်မွေးကြတာစင်စည်းတတ်တယ်မြင်စည်းတတ်တယ်ဓာခုတ်လန်တိုးဆိုတာလို့ဘုရင်ကိုအမှုတော်ထမ်းတယ်ဆိုတာပညာမတတ်ဖဲနဲ့မရဘူးပညာမှာထူးချွန်မှဘုရင်ကယာရုတိုးပေးတာတာမန်ပြည့်ရည်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဘုရင်နာမှာသူကယာရုတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့တော့သူစဉ်းစားတတ်လာတဲ့အချိန်မှာသူစဉ်းစားတယ်အခုလို့မင်းမျိုးဆိုးမျိုးတွေရဲ့အိမ်မှာနေတယ်ဆိုတာတဲ့သိပ္ပဆိုတဲ့အတတ်ပညာမရှိဘဲနဲ့အသက်မွေးဖို့ခက်တယ်ငါလည်းပဲသိပ္ပဆိုတဲ့အတတ်ပညာတစ်ခုသင်မှပဲသိပ္ပဆိုတဲ့အတတ်ပညာတွေကအခုခေတ်နဲ့ခွဲခြားတာမတူဘူးခုခေတ်ကဝိဇ္ဇာသိပ္ပံဆိုပြီးတော့ဝိဇ္ဇာနဲ့သိပ္ပခွဲခြားတာကအဓိပ္ပာယ်တစ်မျိုးနဲ့ခွဲတယ် science ကိုမှသိပ္ပလို့ဒီလိုပြောတာဟိုခေတ်တုန်းကနှုတ်မှုပညာကိုဝိဇ္ဇာလို့ခေါ်ပြီးတော့
လက်မှုပညာတွေမှန်သမျှကိုသိပ္ပလို့ဒီလိုခေါ်တာလည်းရှိခဲ့အထရတမဟာသိပ္ပဆိုတာအဲ့ဒီခေတ်ကတတိအုပ်ချုပ်တဲ့မင်းနေစီအမှုထမ်းဖို့ဆိုလို့ရှိရင်မလုပ်ကြစင်စည်းအတ္တတို့မြင်းစည်းအတ္တတို့ဓာခုတ်လှန်တို့စသဖြင့်ပေါ့နော်မြားပြစ်တဲ့အတ္တတွေတို့ဒါတွေကိုကျွမ်းကျင်အောင်သင်ကြတာကျွမ်းကျင်အောင်သင်လေးရှိကြတယ်ဘိုးလှုပ်တာတို့ဒီအထဲချုပ်လှုပ်တာအစပေါ့လေအဲ့ဒီလိုပညာရက်တွေကိုသင်ကြတယ်အဲ့တော့နန်းတော်မှာကြီးပြင်းတဲ့ပုဂ္ဂိုလ်တွေကအထူးသဖြင့်ဘုရင်နာမနေလို့ရှိရင်စာရေးအတတ်တို့လည်းလိုအပ်တယ်စာတော်ဘတ်အတတ်တို့လည်းလိုအပ်တယ်မြန်မာနိုင်ငံမှာစာတော်ဘတ်တို့စာရေးတာတို့ဘုရင်နာမှာသူကအမှုထမ်းရတဲ့ပုဂ္ဂိုလ်တွေပြောရေးဆိုရေးနဲ့ပတ်သက်တဲ့ပညာရက်တွေကိုကကာယဗလာကိုသုံးချပြီးတော့စစ်တိုက်တာဝါသနာပါရင်စင်စည်းအတတ်မြင်းစည်းအတတ်သို့မဟုတ်စင်ဆရာအတတ်မြင်းဆရာအတတ်စင်နေမြင်းတွေကိုထိန်းကျောင်းတဲ့ဟာဆေးကူးတဲ့လူစသဖြင့်အတတ်ကိုမျိုးစုံနောက်ဆုံးမှာအချက်အပြုတ်အတတ်တောင်မှဘုရင်နာမှာအမှုတော်ထမ်းလို့ရချက်ရေးပြုတ်ရေးကောင်းရင်လည်းအမှုတော်ထမ်းလို့ရအဲ့ဒီလိုနန်းတွင်းမှာပညာရက်တွေထိုခေတ်ကဘုရင်စီအမှုတော်ထမ်းလို့ရတဲ့အတတ်ပညာမျိုးစုံရှိတဲ့ငါလည်းတခုတော့သင်အောင်ပါပဲသူများတွေကဒီအတတ်ပညာတွေနဲ့အမှုထမ်းနေကြတယ်ငါလည်းတခုသင်အောင်ပါပဲဆိုသူစဉ်းစားတော့ဘာစဉ်းစားမိတုံးဆိုရင်ငါကသူတော်ဘာပေါ်မှာမေတ္တာစေရနာနဲ့လောက်ရတဲ့ပညာရက်ကဘာလဲဓာခုတ်တို့လှန်တိုးတို့ဆိုတာတစ်ဖက်သားကိုတတ်ဖို့ဖြတ်ဖို့ရန်သူကိုကာကွယ်ဖို့ဆိုတဲ့အလုပ်တွေကကျမ်းတမ်းနေအဲ့တော့မေတ္တာမပြတ်လောက်ရတဲ့အလုပ်ကဘာရှိလဲဝိဇ္ဇသိပ္ပံမေတ္တာပုဗ္ဗဘာကမေတ္တာရှိထားပြီးတော့လောက်ရတာဖြစ်သောကြောင့်ဆေးပညာအတတ်ကိုငါသင်မှပဲလို့စိတ်ကူးရသွားတယ်သူကနော်အဲ့ဒါလို့ရွေးချယ်မှုဟာလည်းပဲသူကသူရွေးချယ်တာပဲအခုခေတ်ကလေးတွေလည်းကြည့်လေကျောင်းနေလို့ရှင်မင်းဘာဖြစ်ချင်တော့ဆရာဝန်ဖြစ်ချင်တဲ့လူရှိတယ်အင်ဂျင်နီယာဖြစ်ချင်တဲ့လူရှိတယ်သူခေတ်နဲ့သူပဲပေါ့နော်ဘာလုပ်ချင်တယ်ဆိုတာဘယ်အတတ်ပညာပဲဖြစ်ဖြစ်နော်လက်တလုံးမကြည့်ပဲနဲ့ဘယ်တတ်ပညာပဲဖြစ်ဖြစ်စိတ်ဝင်စားရာအောင်မြင်ကြီးပွားနိုင်တာတွေကြည့်ပဲကြိုးစားမယ်ဆိုရင်အောင်မြင်အဲ့တော့သူလည်းသူ့ဟာသူကိုယ်ပိုင်ဉာဏ်နဲ့ရွေးတယ်စိတ်ပညာအတတ်ကိုသူသင်မယ်စိတ်ပညာအတ္တမေတ္တာရှိထားပြီးလုပ်ရတဲ့အလုပ်နေမကောင်းမကြမ်းမာဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုဆေးဝါးကုသပေးတယ်မေတ္တာစေရနာထားပြီးကုသပေးတယ်အသက်မွေးဝမ်းကြောင်းပညာဖြစ်သည့်အတွက်ကြောင့်မိမိအတွက်အသက်မွေးဝမ်းကြောင်းပညာရလည်းရတယ်ဆိုတဲ့ဒီစိတ်ကူးနဲ့ဘက်စုံကောင်းတဲ့ပညာတစ်ခုအနေနဲ့သူကရွေးချယ်လိုက်တယ်စိတ်ပညာအတတ်ကိုငါရွေးမယ်ရွေးတော့တိုင်းပြည်မှာဝေးလံတဲ့ဒေသကလာကြတဲ့ကုန်းသည်တွေဆိုတာရှိတယ်အဲ့ဒီကုန်းသည်တွေနဲ့ဒေသန္တရဘောဓုတကိုစီးပူးပြီးဆေးပညာနဲ့ပတ်သက်ပြီးတော့ကြော်ကြားနေတာအဲ့ဒီခေတ်ကဘယ်မှာရှိတော့တက္ကသီလမြို့ဆိုတာရှိတယ်အခုခေတ်တော့နော်အဲ့ဒီလိုမြို့ကြီးကိုသွားသင်စရာမလိုဘူးကျောင်းတွေဖွင့်ထားတယ်ဆိုဟိုနာ University တက္ကသိုလ်ဒီနာ College နဲ့ဆိုပြီးတော့မြို့တိုင်းမှာပညာသင်လို့ရတဲ့ခေတ်ရောက်သွားပြီအဲ့ဒီရှိတုန်းကတော့မကရတိုင်းရာဇဂိုမြို့ကလူတွေဟာဘယ်သွားသင်ရတော့ဆိုရင်အခုခေတ်ဒေသနဲ့ပြောမယ်ဆိုရင်ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့တက္ကစီလာလို့ခေါ်တဲ့တက္ကသီလမြို့သွားပြီးတော့ပညာသင်ညာဝေးလံတဲ့နေရာသွားအဲ့ဒီနာမည်ကိုယူပြီးတော့ဗမာပြည်ကတက္ကသိုလ်နဲ့ခေါ်နေကြတာနော်တက္ကသီလအဲ့ဒီမှာပညာတတ်တွေပေါ်တယ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေပေါ်တော့သူလဲကုံတယ်တွေနဲ့ရောပြီးတော့လိုက်သွားအသက်16နှစ်လောက်မှသူလိုက်သွားလိုက်တာအဘယမင်းသားကိုတောင်မှပြောမသွားဘူးတိတ်တိတ်အိမ်ကနေထွက်သွားတာနော်တိတ်တိတ်အိမ်ကနေထွက်သွားတာသူပြောက်နေတာ9နှစ်လောက်ကြာမှသူပြန်ရောက်လာတာပညာတော့တင်တာမိဘကိုပြောမသွားဘူးမွေးစား
မိဖခင်ကိုပြောမသွားဘူးတိတ်တိတ်ထွက်သွားတာသူလိုက်သွားတယ်လူကြုံနေနဲ့လိုက်သွားပြီးဟိုရောက်တဲ့အခါကျတော့အကျော်ကြားဆုံးဖြစ်တဲ့ဆေးဆရာဆေးသမားတော်ကြီးစီသွားပြီးတော့ဓမ္မန္တေဝတိကလို့ခေါ်တယ်ပတ်စံမပေးဘူးဆရာကြီးရဲ့ဝတ်ကြီးဝတ်ငယ်တွေကိုပြုစုပြီးတော့ဆရာကြီးရဲ့အလုပ်တွေကိုလုပ်ရင်တစ်ဖက်ကသူ့ဝေယဝိဆကိုလုပ်ရင်တစ်ဖက်ကပညာသင်တာဓမ္မန္တေဝတိကလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ငွေကြေးပေးပြီးတော့ပညာသင်တဲ့ပုဂ္ဂိုလ်ကြတော့ဆရာရဲ့ဝတ်တရားတွေလုပ်เสียမလို့နှစ်မျိုးရှိတယ်အဲ့ဒီခက်ကခဏခက်နဲ့တော့မတူဘူးပေါ့နော်ခဏခက်ကတော့ကြောင်းအပ်ထားတယ်ဆိုကြောင်းကပေးရမှာကြီးပဲကုန်ရှေးခေတ်ကတော့မပေးချင်ရင်ဆရာရဲ့ဝေယဝိဆလုပ်ပြီးတော့ဆရာကကျွေးမွေးပညာသင်ကြားပေးတယ်ကုန်ကြစိတ်တွေအလုံးဆရာကခံတာအဲ့ဒီလိုမဟုတ်ဘဲနဲ့စာပဲသင်ကျင်တယ်ဘယ်သူအလုံးမလုပ်ဘူးဆိုရင်တော့ပတ်သက်ပေးရတက္ကသိုလ်ကသူစေပညာသင်လိုက်တာသူများဆိုရင်16နှစ်လောက်သင်ရသူကသိကြိုးစားတယ်ကြိုးစားမှာပေါ့သူ့အမေဘယ်သူမှသိပါမသိတန်ဝေကဖြစ်เสียကြီးလေမင်းအမေငါမသိဘူးတဲ့ဒါပေမဲ့မင်းကိုငါမွေးစားတာဆိုတော့မင်းအဖေကတော့ငါပဲပေါ့ဆိုအမေအဖေမသိတဲ့လူပဲအမေအဖေမရှိဘဲနဲ့လူလောကရောက်လာတဲ့လူဒီလိုအဓိပ္ပာယ်ရမိဘမဲ့လို့ခေါ်တာအဲ့ဒီဘဝကတိုးတက်လာတာနော်လူတွေမှာအစိုးရနေအကောင်းဖြစ်ဘဝသင်္ကန်းစာယူလို့ရှိရင်မခံကျင်စိတ်ဆိုတဲ့မာနတွေအထွတ်ထိပ်ကိုရောက်စေနိုင်တယ်ပေါ့ကောင်းတဲ့စိတ်ထွတ်ထိပ်ရောက်သွားကြည့်ဒါမျိုးကဘဝသင်္ကန်းစာယူเสียပဲပေါ့သူဟာကြိုးစားအထုတ်မယ်ငါဘဝဟာငါအမေတောင်မှဘယ်သူမှမသိရဘူးအဖေရင်ကလည်းဘယ်သူမှမသိရဘူးအဲ့တော့ပညာမတတ်လို့မဖြစ်ဘူးငါပညာတတ်အောင်သင်မယ်ဟောမိဘသိတဲ့ပုဂ္ဂိုလ်တွေဟာလည်းကြည်တို့ဟာကံကောင်းတယ်အမေနဲ့နေရတယ်အဖေနဲ့နေရတယ်သို့သောပညာမတတ်လို့ရှင်ငါတို့ဟာအမေကိုဝန်တော့ဝန်မို့တက်စေမယ်အဖေကိုဝန်တော့ဝန်မို့တက်စေတို့ပညာတတ်မှဖြစ်မယ်ပညာတတ်အောင်တို့သင်ရမယ်ဆိုတဲ့စိတ်ဓာတ်မွေးပြုဖို့လိုအပ်တယ်ပေါ့အဲ့ဒီစိတ်ဓာတ်မျိုးဘဝသင်္ကန်းစာရှိပါဟောသူများတွေ16နှစ်သင်ရမယ်အတိုင်းအတာတစ်ခုသူ9နှစ်အတွင်းသင်လိုက်တာပြည့်စုံသွားတယ်9နှစ်ကြာသွားတယ်စေပညာခဏခေတ်စေပညာသင်တာတောင်မှပဲနော်9နှစ်တို့6နှစ်တို့ဆရာဝန်သင်တန်းတက်တဲ့ပုဂ္ဂိုလ်အောက်စားခြင်းဆင်းရတာတို့ ਨੇ ခဏခေတ်ပုံစံကတစ်မျိုးပေါ့အေးသူကတော့9နှစ်သင်လိုက်တာသင်လို့ကလည်းမဆုံးနိုင်ဘူးဖြစ်တယ်သူသင်မုံသင်နည်းကလည်းအားရစရာကောင်းတယ်ဘဟုံစကနာတိဒီနေ့သင်ခန်းစာတွေသူအများကြီးသင်တယ်သူတို့ခေတ်ကတော့ Herbal medicine လို့ခေါ်တယ်သစ်ပင်တွေသစ်ပင်ကရတဲ့သစ်ပင်ရဲ့အသုံးတွေနော်သစ်ပင်မြက်ပင်တွေကရတဲ့အသုံးအနှုန်းတွေပေါ့ဆူလနဖာဘာကောင်းတယ်ပေါ့ဘိဆကဘာကောင်းတယ်ဆိုအဲ့ဒါတွေအာယုဗေဒဆေးပညာနည်းရသင်တာပေါ့နော်ဆေးပညာချင်းကသူတို့ခေတ်ကသင်တာအာယုဗေဒဆေးပညာဒီကနေ့ခေတ်တာအနောက်တိုင်းဆေးပညာလို့ခေါ်တယ်မတူတတ်ဘူးပေါ့အဲ့တော့သူသင်တဲ့ဟာတွေလေခွဲစိတ်ပညာတွေထိအောင်သူပါတယ်လို့တော့ပြောအောင်အကုန်သင်တယ်ခွဲစိတ်ပညာကိုရှေးခေတ်ကလေးကတန်လကတ္တလို့ခေါ်တယ်ခွဲစိတ်ပြီးတော့ကုသအဲ့တော့ဆရာဇီဝကသူသင်လိုက်တာဘဟုံစကနာတိသင်္ကန်းစာတွေတနေ့အများကြီးရအောင်သူချက်မှတ်တယ်လဟုံစကနာတိဖြည်းဖြည်းနေနေနဲ့ဇိမ်နဲ့သင်မနေဘူးအချိန်ရသလောက်စာတွေအများကြီးဖတ်သင်မြန်မြန်လဲသင်တယ်လှင့်နေမြန်မြန်လဲသင်သုတ်ထုစဥပဒါရိတိပေးထားတဲ့သင်္ကန်းစာတွေလည်းအကုန်စွဲစွဲမြဲမြဲဖြစ်အောင် memorize လုပ်တယ်မှတ်သားတယ်ဂဟိတံသနာပမုဒ္ဒတိတဲ့သင်ကြားပြတာတွေကိုလည်းသူဘယ်တော့မှမမေ့ဘူးဒီလိုဆိုတာပေါ့နော်သစ်ပင်လေးတစ်ပင်ရဲ့အသုံးအမြစ်ကဘယ်လိုနေရာသုံးရတယ်အပွင့်ကဘယ်လိုနေရာသုံးရတယ်
ခောက်ကဘယ်လိုနေရာသုံးရတယ်ဆိုတာတွေကစအကုန်လုံးသူမှတ်မိအောင်လေ့ကျက်ရတာလွယ်တော့လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အခုခေတ်ကတော့ ready made ဆေးစာလေးဖတ်ပြီးတော့ထိုးလိုက်တာတို့တိုက်လိုက်တာတို့လုပ်တာဆေးဖော်တာမှမဟုတ်တာအခုခေတ်ကဆရာစီဝကတို့ခေတ်ကတော့ကိုယ်တိုင်ဖော်ဆက်ပြီးတော့ကျွေးမွေးရတဲ့ဆေးပညာမျိုးကမတူဘူးပေါ့အခုခေတ်ဆရာဝန်တွေဆေးညွှန်းတာကတော့စာရွက်လေးတဲ့ရေးပြီးဆိုင်သွားဝယ်ဒါပဲသူခေတ်ကတော့မဟုတ်ဘူးအကုန်လုံးဒီယောဂနဲ့တင့်အောင်ဘာတွေလုံးအောင်မယ်ဆိုတာကိုဆေးနဲ့ပတ်သက်ပြီးတော့အကုန်သိရကျွမ်းကျင်ရတယ်အခုဒီလိုသစ်ပင်တွေရဲ့ဆေးဝါးသစ်ပင်တွေပရဆေးပင်တွေရဲ့ခုံတတ္တိကိုသိတယ်ဆိုတာဆေးတုတေသနာအနေနဲ့ကတော့လုပ်နေကြတယ်ပေါ့ခုခေတ်မှာပညာရကတစ်မျိုးစီဖြစ်သွားပြီကုသတဲ့မှာသူမဟုတ်တော့သူတို့ကြာဘယ်ပစ္စည်းရဲ့ခုံတတ္တိကဘယ်သစ်ပင်ကဘလို့ခုံတတ္တိရှိတယ်ဘာယောဂကိုပျောက်စေနိုင်တယ်ဆိုတာကိုကုသရှာဖွေကြသုတေသနာလုပ်တယ်ပေါ့ medical research ဆိုတာကိုလုပ်ပြီးတော့မှတ်တမ်းတင်ညအဲ့တော့ဆရာစီကကြီးတို့ကဆေးသုတေသနာသဘောမျိုးသူကသင်လာပြီးတော့ကုသရေးပိုင်းမှာသူကသင်ရတာ9နှစ်ကြာသွားတယ်9နှစ်ကြာသွားတော့သင်လို့ကမပြီးဘူးသင်လို့ကမပြီးတော့ဆရာကြီးကိုသွားပြီးတော့ပြောတယ်ဆရာတဲ့ကျွန်ုပ်9နှစ်ရှိပြီတဲ့သင်တာဆေးပညာအလွန်ကျယ်ဝန်းတယ်ဘယ်တော့ပြီးမှလဲအပြီးမတတ်နိုင်ဘူးတဲ့ဘာလို့လဲဆိုတော့မှတ်လို့မှကုန်မကုန်နိုင်တာဟုတ်အဲ့လိုပြောတော့ဆရာကြီးကဗာပြောတော့ဆိုအေးအဲ့ဒါဆိုရင်ငါတပည့်မင်းရဲ့ပညာရဟာသုံးတက်ပြီးမတက်သေးဘူးဆေးပညာကိုအောင်သင်ဖို့ဆိုတာတော့တစ်သလုံးသိရမယ့်ပညာမျိုးဖြစ်တယ်သို့တော့မင်းလှုပ်ရှားဖို့အတွက်လုံလောက်မှုရှိမရှိငါပြောမယ်မင်းတရင်တစ်ချောင်းယူတယူဇနာအတွင်းဟောဒီတက္ကသိုလ်မြို့ရဲ့တယူဇနာအတွင်းဆိုတာ10မိုင်အတွင်းပတ်လည်10မိုင်မှာရှိတဲ့သစ်ပင်တွေကမြက်ပင်ပဲဖြစ်ဖြစ်ဘာပင်ပဲဖြစ်ဖြစ်အဲ့ဒီပင်တွေရှာဒီပင်ဟာဆေးအတွက်ဘာမှအသုံးမဝင်ဘူးဆိုတဲ့အပင်ကိုရအောင်ရှာခဲ့ဆိုတော့တရင်တစ်ချောင်းကင်ပြီးတော့ရှာလိုက်တာစိတ်ဆက်ကြည့်ပြီးမြေကြီးပေါ်တွေးသမျှအပင်တွေကိုလေးလာလိုက်တော့သူအကုန်သိတယ်မြက်ပင်ကစပြီးတော့ဒါဘာသုံးရတယ်ဒါဘာသုံးရအကုန်လုံးသိအလကားသားဆေးကုလို့မရတဲ့သစ်ပင်ဆိုတာလောကမှာမြေကြီးပေါ်မှာမပေါက်ဘူးလိုက်ရှာလိုက်တာမတွေ့ဘူးမတွေ့တော့တရွင်းလေးထမ်းပြီးပြန်လာတယ်ဆရာကျွန်တော်ရှာတာတော့ဆေးဘက်မဝင်တဲ့အပင်တပင်မှမတွေ့ဘူးတဲ့သူဆရာကြီးကိုပြန်ပြီးတော့အစီရင်ခံတယ်အဲ့တော့ဆရာကြီးကပြောတော့ဆိုသူသိခိတောဗနေဇီဝကတဲ့အေးငါတပည့်ဇီဝကမင်းဆေးပညာတတ်သွားပြီခုခေတ်လိုဆောင်ဝဲဖြည့်ခိုင်းတာမဟုတ်ဘူးနော်မင်းဆေးပညာတတ်သွားပြီသင်ပြီးပြီအလန်းတေအတ္တကာစေဝိခာယမင်းဒီလောက်ဆိုလို့ရှိရင်တော့ဆေးကုစားလို့ရပါပြီကွာဆေးကုစားလို့ရပါပညာဆိုတာတော့လိုက်လို့ပဲဆုံးမှာဒီလောက်ဆိုမင်းတော်ပြီမင်းဆေးပညာဟာမြင်မာလာပြီအဲ့တော့သူဆေးပညာနဲ့ပတ်သက်ပြီးတော့ဆရာကြီးကအတိမတ်ပြုတ်လိုက်တယ်မင်းသင်ရိုးတော့ကုံသွားပြီရပြီမင်းအတ္တပညာလုံလောက်ပြီလို့ဆိုတော့ဆရာကြီးကိုနှုတ်ဆက်ပြီးဆရာကြီးကသူ့ကိုအေးမင်းရာဇဂိုပြန်ရမယ်ဆိုစိတ်ခါမပါလို့တော့မဖြစ်ဘူးဝေးတယ်တချို့နေရာရေမရှိဘူးတချို့နေရာစားစရာမရှိဘူးတချို့နေရာလူသူပြတ်တယ်အဲ့ဒီဒါလောက်ဝေးလံတဲ့ခရီးကြီးကိုသွားတာမင်းရိတ်ခါပါဖို့လိုတယ်ဆိုပြီးတော့သို့တော့ပေးလိုက်တဲ့ရိတ်ခါကရာဇဂိုမြို့ရောက်သည့်ထိအောင်မလုံလောက်ဘူးနည်းနည်းပဲပေးလိုက်တယ်နည်းနည်းပေးလိုက်တော့ရိတ်ခါတော့ထမ်းပြီးတော့သူပြန်လာတာသွားရမယ့်ရက်နဲ့ပါလာတဲ့ရိတ်ခါမမျှဘူး
သာဝတိမြို့နာကတာကေတရောက်တဲ့အခါရိတ်ခါကုံသွားတယ်သူဆရာကြီးကတမင်နဲ့ပြေးလိုက်တာဘာဖြစ်လို့တော့ဆိုသူ့ရဲ့စွမ်းရည်တတ္တိတွေကလမ်းကြတော့ရိတ်ခါရှာရတော့မယ်လေစိတ်ကုသွားပေါ့စိတ်ကုသွားလို့ရှိရင်သူရမှာပဲအဲ့ဒါတာကေတဆိုတာဝိတခါတို့ရဲ့မြို့ဝိတခါရဲ့အဖေဒနင်စရတို့ကဟိုးဗတ္တိယကနေပြီးတော့မေနကတထေးကြီးဖခင်မေနကတထေးကြီးနဲ့ခွဲပြီးတော့ကောသလမင်းကြီးကတောင်းလို့ကောသလမင်းကြီးရဲ့နိုင်ငံဘက်ကိုပြောင်းရွှေ့ပြီးတော့လာပြီးတော့တာကိတဆိုရမြို့တည်ပြီးတော့အဲ့ဒီဝိတခါတို့ကနေတာသူ့အဖေနဲ့ပန်းလာတာအဲ့ဒီမြို့လေရောက်ရောစီဝကရိတ်ခါကုံသွားတယ်ဘာစယူသွားဖို့ဝေးသေးတယ်သာဝတိတောင်မရောက်သေးဘူးရိတ်ခါကုံနေပြီအဲ့တော့ရိတ်ခါကုံနေတော့ရိတ်ခါမရှိဘဲနဲ့ငါသွားလို့တော့မဖြစ်ဘူးရိတ်ခါရှာအောင်မှပဲဆိုတာကိတမြို့ရောက်တဲ့အခါရိတ်ခါရှာနေမကောင်းတဲ့လူရှိသလားမကြမ်းမာတဲ့ပုဂ္ဂိုလ်ရှိရလားမြို့တိုင်းရွာတိုင်းယောဂရှိတဲ့ပုဂ္ဂိုလ်ရှိနေတာပဲလေတူတွေထဲမှာနေမကောင်းတဲ့ပုဂ္ဂိုလ်ကရှိနေအဲ့ဒါလို့စိတ်ကုပေးဖို့သူလိုက်ရှာတဲ့အခါကျတော့တာကိတမြို့ကတထေးကတော်ကြီးဟာခုနှစ်ကြာခေါင်းကိုက်ယောဂဆွဲကပ်နေတာကုလို့မရသမားတော်ကြီးမျိုးကုတယ်မပြောက်ဘူးခေါင်းကိုက်နေတာခုနှစ်ရှိပြီတဲ့ခေါင်းကိုက်တဲ့ယောဂလည်းအဟုတ်ဆွဲလို့ရှိရင်မလွယ်ဘူးနော်ကြားဖို့ကြပါလိမ့်မယ်ဒီဆရာကြီးဥခိုအင်္ဂါဆိုတာညမပြေကဗန္ဓုလကုမ္ပဏီတီထောင်မန္တလေးသားကြီးပေါ့အိန္ဒိယလူမျိုးသူကခေါင်းကိုက်ယောဂဆွဲတာစိတ်ကုတာမရဘူးနောက်ဆုံးမှာဆရာကြီးဥပခင်စီရောက်ပြီးတရားအထုတ်တဲ့အခါမှာတရားအထုတ်တာနဲ့သူ့ခေါင်းကိုက်ယောဂပျောက်သွားတာအဲ့ဒါကြောင့်မလို့သူဟာကဘာကျော်တဲ့ကမ္မထမ်းဆရာကြီးဖြစ်ရောက်သွားသူကိုယ်တိုင်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်တော့ခေါင်းကိုက်ယောဂပျောက်ဘာဖြစ်လို့ခေါင်းကိုက်တာတော့ဆိုတာသူ့ခေါင်းကိုက်တာအကြောင်းရင်းကတော့ကုံသေးဆိုတာမျိုးကကိန်းကနန်းနေနဲ့ဇရာရှုပ်တာနဲ့တူတယ်နော်ဇရာရှုပ်တယ်ဒီအဝင်ထွက်ငွေတွေနဲ့စိတ်ရှုပ်စရာတွေရှိမယ်အဲ့ဒါလို့ကိုရောင်းကုန်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာစင်စရာနိုင်ရတော့ဒါတွေနဲ့အလုပ်ရှုပ်ခေါင်းတွေကြိုက်တာစိတ်ရှုပ်လို့ခေါင်းကြိုက်တဲ့အကြိုက်ဆိုတော့ကမ္မထာထုတ်လိုက်တဲ့အခါကျတော့စိတ်ရှုပ်တာတွေစိတ်ရှင်းသွားတာပေါ့အဲ့တော့ခေါင်းကြိုက်ပြောက်တာပေါ့နော်ဒီပြင်ကြောင်းဖြစ်တယ်ဆိုတာတော့ပျောက်ချင်မှပျောက်မှာပေါ့စိတ်ကြောင့်ဖြစ်တဲ့ခေါင်းကိုက်ကိုစိတ်ကိုပြန်ကူးလိုက်တဲ့အခါပျောက်တယ်ဥဒုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ယောဂဥဒုကောင်းတဲ့နေရာပြောင်းနေလိုက်ရင်ပျောက်မယ်အစာအာဟာရကြောင့်ခေါင်းကိုက်လို့ရှိရင်အစာအာဟာရပြင်ပေးလိုက်ရင်ပျောက်သွားကံကြောင့်ခေါင်းကိုက်လို့ရှိရင်လည်းကံပြင်ပေးလို့ရှိရင်ပျောက်သွားနိုင်တော့ကံစိတ်ဥဒုအာဟာရအကြောင်း၄ပါးပဲရှိတာပဲပေါ့အဲ့တော့သူကစိတ်ကိုပြုပြင်ပေးလိုက်တယ်ဆရာကြီးဥပခင်ရဲ့နီးခံယူပြီးတော့တရားအထုတ်တဲ့အခါစိတ်ဓာတ်တည်ငြိမ်မှုတွေရပြီးတော့စိတ်နှလုံးအေးချမ်းပြီးခေါင်းကိုက်ယောဂပျောက်သွားတယ်အခုလေတာဂိတတထေးကတော်ကြီးဟာခေါင်းကိုက်ယောဂစွဲနေတာဆရာကြီးတွေကုလို့မရဘူးတဲ့အဲ့ဒါနဲ့ဇီဝကသမားတော်ပေါက်စခုမှသင်္นานဆင်းလာတာဘယ်သူမှစိတ်မကုဘူးသေးဘူးတထေးတော်ကြီးအိမ်သွားတယ်တထေးတော်ကြီးခေါင်းကယောဂဆွဲနေတယ်ဆိုတာသိတယ်တကားဆောက်ဟိုပြောတယ်တထေးတော်ကြီးယောဂကိုကြည့်ပြရစေစိတ်ကုပေးပါမယ်လို့ပြောတော့တထေးတော်ကြီးစီတကားဆောက်ကသွားပြောတယ်အရှင်မကြီးဆေးဆရာတယောက်ရောက်လာတယ်ရှင်မကြီးရဲ့ယောဂဝေဒနာကိုကြည့်ပြီးတော့ကုပေးမယ်လို့ပြောတယ်ဆိုတော့တထေးကတော်ကြီးကလက်ခပြမလာနဲ့မခေါ်ခဲ့နဲ့ဟောမေးလိုက်သေးတယ်မင်းအဲ့ဒီဆရာဘယ်ရွယ်တုန်းဆိုငယ်ငယ်ပဲရှိသေးတယ်မခေါ်ခဲ့နဲ့ငါစီမှာတမားတော်အကြီးကြီးတွေနာမည်ကြီးကြီးတွေလာပြီးပတ်စံမဲ့ယူပြန်သွားတယ်ငါယောဂမပြောက်ဘူးနော်9နှစ်တောင်ရှိပြီ
ဆေးလာကုပြီးတော့ဘယ်သူမှပြောင်းအောင်ကုမသွားနိုင်ဘူးငါပတ်စံကုန်တာပဲရှိတယ်မခေါ်ခဲ့နဲ့အဲ့ဒါကိုဇီဝကစီပြန်တဲ့အခါမှာဇီဝကကဘာပြောတော့ဆိုရှင်မကြီးကိုပြောလိုက်ပါမပြောင်းလို့ရှိရင်ဘာမှပေးเสียမလိုပါဘူးနော်ရှင်မကြီးရဲ့ယောဂါကိုသူကြည့်ပြရစေအောင်မပြောင်းရင်လုံးဝမပေးပါနဲ့စေတကားပြောရအဲ့ကြတော့မှလက်ခံဒါဆိုခေါ်လိုက်ဆိုဟိုရောက်တဲ့အခါကျတော့ယောဂါကိုစစ်ဆေးကြည့်စစ်ဆေးကြည့်ပြီးတော့သူ့လည်းအိတ်ထဲဆေးပါတာမဟုတ်ဘူးဆေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဆေးပါတာမဟုတ်ဘူးသူမှာဘာလို့တော့ဆိုရင်ထောပတ်ကလေးတလက်ဆွန်းလောက်တလက်ဆွန်းဆိုတာလက်ကလေးလက်ဖွားလေးကိုဖြန့်ပြီးတော့လက်ဖွားလေးကိုစုပြီးကုန်းလိုက်တာအဲ့ဒီကုန်းလိုက်တဲ့အတွင်ပမာဏရှိတဲ့အတိုင်းအတာတစ်ခုတလက်ဆွန်းလို့ခေါ်တယ်နော်လက်ခုပ်လေးတစ်ခုပ်စားအဲ့ဒါလောက်လေးရမလားဆိုရပါတယ်ဆိုပြီးဆေးတွေနဲ့ဖော်ဆက်ချက်ပြီးတော့တထေးတော်ကြီးကိုအိတ်ခိုင်းပြီးတော့တစ်ချိန်နဲ့ပဲနှာခေါင်းကနေပြီးတော့အဲ့ဒီဆေးကိုထည့်ဆေးနဲ့ဖော်ဆက်ပြီးတော့ထောပတ်နဲ့ဆေးနဲ့ရောပြီးချက်ပြီးတော့နှာခေါင်းကနေထည့်လိုက်တာနှာခေါင်းကထည့်လိုက်တဲ့ထောပတ်ဆေးနဲ့ချက်ထားတဲ့ထောပတ်ကပါးစပ်ကနေထွက်လာတယ်ပေါ့နှာခေါင်းနဲ့ပါးစပ်ကလည်းဆက်တာဟုတ်ထွက်လာတဲ့အခါတထေးတော်ကြီးထွေးကနေထွေးပြီးတော့တထေးတော်ကြီးကဘာပြောတော့ဆိုသူ့နားမှာပြုစုတဲ့အခိုင်းအစိမ်ခွန်လေးနဲ့ယူဟောဒီထောပတ်ကလေးတွေကိုတို့ထားထောပတ်လေးတွေအလကားမဖြစ်စေနဲ့ခွန်လေးနဲ့ယူထားယူပြီးတော့တို့ပြီးသိမ့်ထားလို့ဆိုဆရာဇီဝကစိတ်ပြက်လက်ပြက်ဖြစ်သွားတယ်ဒီတထေးတော်ကြီးကနှမျောလိုက်တာချီစမ်းပါးစပ်ကထွက်လာတဲ့ထောပတ်ကိုခွန်နဲ့တို့ပြီးတော့ယူခိုင်းထားတယ်ငါတော့ဆေးဘဝကရတော့မှာမဟုတ်ဘူးလို့စိတ်ထဲမှာအဲ့လိုဖြစ်သွားနှမျောလုံးအကြည့်တယ်ပေါ့ဇက်ကထွက်လာတဲ့ထောပတ်ဘာသုံးကြမှာတော့ပေါ့ဒီတိုင်းတွန်ပြစ်လိုက်ပြီးရောမဟုတ်ဘူးဘာဖြစ်လို့ယူခိုင်းနေတာလဲလူဆိုတာမျက်နှာရိပ်ကိုကြည့်ပြီးတော့အကဲခတ်ပြီးပြောတတ်တယ်တထေးတော်ကြီးကဆရာမျက်နှာညိုသွားတာကြည့်လိုက်တာနဲ့သူကသိတယ်သိလိုက်တော့တန်းပြောတာပဲတို့အိမ်ရှင်မတွေဆိုတာတဲ့အပုံးတဲ့တယ်မတဲ့ဘူးလောက်ရမယ့်ကိစ္စတွေတို့မှရှိတယ်အခုထောပတ်ယူတာဟာခြေတော်ကွဲနေတဲ့ပုံကိုယ်တွေအတွက်ထောပတ်လိမ့်လို့ရတယ်နောက်ဆုံးမှမီးထွန်းတဲ့ထဲမှာထည့်လို့ရတယ်အလကားသားမဖြစ်ဘူးပေါ့အေးဗမာတွေအဲ့လိုပစ္စည်းကိုထိမ့်သိမ့်တတ်မယ်ဆိုရင်ဗမာတွေတော့ချမ်းသာမယ်လို့ထင်တာပဲအခုတော့ဗမာလူမျိုးတွေဟာအသုံးနဲ့အဖြုံးကိုသိပ်ပြီးတော့မသိကြဘူးလို့ထင်တယ်ဒီနေ့ချက်တာပြုတ်တာစားတာကစပြီးထမင်းညံဟင်းညံနေတာဗမာပြည်မှာအလွန်ပေါ်တယ်လွန်ပေါ်တယ်ငယ်ငယ်တုန်းကဘယ်သူကတင်တယ်တော့မသိဘူးထမင်းဘက်ကများတဲ့ထည့်ထားတဲ့ထမင်းကောင်းအောင်မစားရဘူးတဲ့ကောင်းအောင်စားရင်မွဲတတ်တယ်လို့လည်းပြောခံရတယ်ဘာဖြစ်လို့မွဲတာတုံးဆိုတာစဉ်းစားလို့မရဘူးเนาะထမင်းကိုပြောင်းအောင်မစားရဘူးလို့ငယ်ငယ်တုန်းကလို့ပြောတရုတ်တွေကြတော့အဲ့လိုမဟုတ်ဘူးတစည်းမချံပြောင်းအောင်စားကူရီးယားသွားတဲ့အခါလဲကူရီးယားလူမျိုးတွေကပကံနဲ့ထည့်ထားတာကောင်းအောင်စားမယ်အကြံမသွန်ရဘူးလို့ပြောတယ်နောက်တိုင်းကလူတွေလဲကိုစားနိုင်တာထည့်ပြီးကောင်းအောင်စားမယ်ကုံမနောက်တစ်ခုထပ်တယ်ဗမာတွေကတော့အလှူတန်းဆိုကြည့်လေမကုံရင်ထပ်ထဲဆိုထမင်းမကန်နေရောဟင်းနေရောထမင်းနေရောပြီးပြီဆိုလို့ရှိရင်ဒလပုံကြီးခွေးချေးလို့တော့မကုန်ဘူးနော်နေရာတိုင်းမှာအဲ့ဒါလိုတွေဖြစ်တယ်ဒါတွေက waste လို့ခေါ်တယ်အလဟတခုံသွားတာဒါကြောင့်မို့ဘုန်းကြီးတို့ကျောင်းမှာじゃဘူဖေးဆိုတယ်ကိုတိုင်ုံလေးလောက်ကိုထဲစားအကြံလုံးဝမရှိပါစေပကံထဲမှာစားတာမကြိုက်ဘုန်းကြီးတို့ကူရီးယားသွားတော့ဟိဆာဆိုတဲ့ဘုန်းကြီးကျောင်းကြီးမှာချက်ပြုတ်ထားတဲ့ထမင်းနေဟင်းနေဒီတိုင်းပဲအကုန်ထည့်ထားတယ်ဘယ်သူမှထည့်မပေးဘူးကိုယ့်ကိုထည့်စားတဲ့အခါမှာဘုန်းကြီးသွားတော့
အဲ့ဒီကိုရီးယားဘိက္ခုနီတွေကဒီမှာစာလားတင်သွားတာဆိုတော့တပည့်တော်ဘူးတယ်သူတို့ကတပိတ်ကလေးနဲ့တူလေးနဲ့ထည့်ပေးတယ်ထည့်ပေးပြီးတော့ဆရာတော်တဲ့ဒီထည့်ပါတာအကုန်စားရမှာသုံးမပြည့်ရဘူးတဲ့မကုန်ရင်သူတို့စားပါမယ်တဲ့ဆရာတော်ဒီထည့်ဟာကိုလုံးဝမသွန်ပါနဲ့သူတို့စီကံချက်ထုတ်ထားအဲ့ဒါလို့ထမင်းချံဟင်းချံသွန်တာဆိုမရှိရဘူးသူများနိုင်နော်အဲ့ဒါလို့ထိန်းတာအသုံးဖြစ်အောင်လုပ်တယ်အခုဒီတာဂေတတထေးတော်ကြီးကလည်းဆေးနဲ့ရောထားတဲ့ထောပတ်တွေပါဇက်ကနေနှာခေါင်းနဲ့ထည့်လိုက်လို့ပါဇက်ကထွက်လာတဲ့ထောပတ်တွေကိုခေါင်းနဲ့တို့ပြီးယူခိုင်းထားတာသူကအဲ့ဒါကိုသူကရှင်းပြတယ်တို့အိရှင်မတွေဆိုတာတဲ့စီးနဲ့ကန်နဲ့300စီးနဲ့ကန်နဲ့300ဘာကလေးကစပြီးတော့အလကားသားမဖြစ်စေရဘူး3တဲ့ဒါတွေကမိထုံးလို့ရတယ်ခြေထောက်တွေပါတွေကွဲလို့ရှင်လိမ့်လို့ရသေးတယ်အပြင်မှလိမ့်တာတွေအကုန်လုံးလို့ရတယ်ဒါကြောင့်မို့ယူခိုင်းတာပါတဲ့ဆရာအတွက်ပေးမဲ့ငွေကြေးဟာတပြားမှမရောစေရပါဘူးသဘောပေါက်တယ်သူပြောလိုက်တယ်အဲ့ဒီလိုပြီးတဲ့အခါမှာတစ်ချိန်မဲနှံ့လိုက်တာသူပျောက်သွားတယ်ပျောက်သွားတော့ကျေးဇူးတင်တယ်လေ9နှစ်တိတိခံစားနေရတဲ့ယောဂဝေဒနာကြီးဟာပျောက်သွားတာကိုပျောက်သွားတော့ကျေးဇူးတင်တာပေါ့ကျေးဇူးတင်တော့ဆေးဘိုးဝါကအနေနဲ့ဘာပေးတော့ဆိုတထေးတော်ကြီးက4000ခုခေတ်4000မဟုတ်ဘူးနော်ခုခေတ်က4000ဆိုသုံးမရဘူးဟောမှာငွေကတထေးကြီးကလည်းပဲ4000ပေးတယ်တထေးသားကလည်း4000ပေးတယ်တထေးချွေးမကလည်း4000ပေးတယ်ဆုချကြဆေးဘိုးဝါကအနေနဲ့ပေးကြတာရံပူဇော်ကပေးတာ4000အလုံး16000ငွေကြေးအနေနဲ့သူ့ကိုပေးလိုက်ကြတယ်တော့အခိုင်းစီအမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်စီးเสียမြင်းလဲတစ်စီးသူပေးလိုက်တာဒါပထမဆုံးဆေးကုလို့ရတဲ့ပစ္စည်းပဲသူကပထမဆုံးဆေးကုလို့ရတဲ့ပစ္စည်းအဲ့ဒါလိုရသွားအဲ့ဒါနဲ့သူရိတ်ခါလည်းရပြီအဖော်တွေလည်းရပြီမြင်းလဲလေးနဲ့ပြန်သွားဝေကြေးပိုက်ပြီးပြန်သွားရာဇဂိုမြို့ရောက်တဲ့အခါကျတော့သူ့ကိုမွေးစားတဲ့အဘယမင်းသားကိုဒါသူဆေးကုလို့ပထမဆုံးရတဲ့ဆေးကုတဲ့ဆေးကုခပါဆိုပြီးတော့အကုန်ရတာတွေကိုအဘယမင်းသားကိုအကုန်ပေးတာပြီးတော့အဘယမင်းသားကလက်မခံဘူးဟေးဇီဝကမင်းရတာမင်းပါမင်းယူပါငါအိမ်ဝင်းထဲမှာမင်းနေစရာအိမ်ဆောက်ပြီးတော့အဲ့ဒီငွေကြေးနဲ့မင်းအိမ်ဆောက်ပြီးတော့မင်းအိမ်နဲ့မင်းနေပေါ့မင်းသားကအဲ့လိုဟောသူကဟန်ကြသွားနော်အိမ်လဲရသွားပြီခိုင်းစရာအမျိုးသားတစ်ယောက်ရတယ်အမျိုးသမီးတစ်ယောက်ရတယ်စီးစရာမြင်းလဲတစ်စီးရတယ်ငွေကြေးက16000ရဒါပထမဆုံးဆေးဘဝကရတာအဲ့ဒီလိုနဲ့ပထမဆုံးဆေးကုသတဲ့အချိန်မှာအခုလိုငွေကြေးဌာနတွေသူရအဲ့ဒီလိုနေရနေမင်းသားအိမ်မှာနေတော့နောက်တစ်ခါဆေးကုဖို့ကြုံလာဗေမိတာရမင်းကြီးမှာပကန္တလလို့ခေါ်တယ်ပကန္တောရောခွေးခရင်ကြီးနာလို့လည်းခေါ်တယ်ပေါ့ဗမာလေးမှာနော်ခရင်ကြီးနာဆိုတာကြောက်ကြောက်လေးပဲပြောတော့ခရင်ကြီးနာကြောက်အဲ့ဒီခရင်ကြီးနာဖြစ်တဲ့အခါကျတော့ခရင်ကြီးဝတ်တဲ့ပစိုးတွေမှာသူ့အဝတ်တွေမှာသွေးတွေပဲပေးတာပေါ့ပေးတော့ဘုရင်နဲ့ယဉ်နှီးတဲ့မိဖုရားမောင်မမိတ်တန်တွေကပြောင်ကြတယ်ဘုရင်ကြီးကိုတို့ပြောတယ်ယဉ်နှီးတော့လည်းပြောင်တာပေါ့အမျိုးသမီးလို့ဥဒုလာတယ်ဆိုတဲ့ပြောမျိုးတွေနဲ့ပြောင်တဲ့အခါကျဘုရင်ကြီးကအဲ့ဒီယောဂဖြစ်တယ်အဘယမင်းသားလာပြီးခါစားတဲ့အခါမှာပြောတယ်အေးငါယောဂဖြစ်နေတယ်ပကန္တောနာယောဂဖြစ်တယ်အဲ့ဒီယောဂဖြစ်နေတော့
ငါယောဂပြောက်အောင်ကုနိုင်မဲ့လူမင်းရှာသန်းငါယောဂကုမဲ့ဆရာဝန်ဘုရင်ဆိုတော့နန်းတော်မှာသမားတော်တွေလည်းရှိမှာပေါ့ဘုရင်ရဲ့သမားတော်ကြီးတွေရှိအဲ့တော့အဘယမင်းသားပြောတယ်အရှင်မင်းကြီးတဲ့ကျွန်ုပ်အိမ်ကဇီဝကငယ်ပြီမဲ့လို့အစွမ်းထက်တယ်ခုမှပညာသင်ပြီးရောက်လာသူ့ကိုကုခိုင်းတာပေါ့လို့ဆိုဇီဝကကိုဘုရင်နန်းတော်လွှတ်လိုက်တယ်သွားမင်းတရားကြီးကိုသွားပြီးတော့မင်းဆေးကုပေးလိုက်စမ်းဆေးကုပေးလိုက်တဲ့အခါဆေးအိတ်ကြီးလွယ်မသွားဘူးသူကဘုရင်ကြီးပကံတို့နာယောဂဖြစ်တယ်ဆိုတာသူတော့ဆေးမုံလေးကိုလက်သေးထဲမှာထည့်သွားလက်ကလေးနဲ့တင်တို့ယူသွားတယ်လို့ဒီလိုနေမှာပေါ့လက်သေးထဲမှာဆေးမုံကလေးယူသွားဒါပဲဆေးအိတ်ပါမသွားဘူးသူဟိုရောက်တဲ့အခါကျတော့အဲ့ဒီဆေးလေးနန္ဒာတို့ဘာလို့ ਨੇ ဖြော်ပြီးတော့ဘုရင်ကြီးကိုလိမ့်ပေးတာတခါလိမ့်တာနဲ့ပျောက်သွားသူဆေးရဘလောက်အစွမ်းထက်တယ်ဆိုနော်ဗမာဆေးစွမ်းကောင်းနေရလဲဒီလိုအာယုဗေဒနည်းနဲ့ဆေးစွမ်းကောင်းနေရလဲမတမရှိတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစားဆိုတော့ဒီဘုံဆန်နေအမြောက်ဆန်နေတို့မိလောင်ဘုံမပေါက်ကွဲသေးတဲ့အရာတွေတို့ချီဆံဘူးကွန်တွေတို့ဒါမျိုးတွေကရွာတိုင်းမြို့တိုင်းလောက်ရှိကြတယ်နားမလဲတဲ့အခါကလေးတွေကဘာလို့တော့အဲ့ဒါတွေထူကြခွဲကြနဲ့ဘုံကွဲပြီးသေတဲ့တတ်တော့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘုန်းကြီးတို့အရာကရေလွှမ်းမိုးတဲ့အရာဆိုတော့ဝါရဲဆိုရင်မိုးရင်းဆိုလို့ရှိရင်ရေတိုးလာတယ်အိမ်အောက်ရေတွေရောက်ဘွားဒီကမျောလာအဲ့ဒီမှာနဲမှုတ်တဲ့အခါမှာအပေါက်ကလေးတွေဖောက်ထားတယ်နဲတံခေါ်မှာပေါ့အဲ့ဒါလေးရေထဲမျောလာပြီးရေကျသွားတဲ့အခါအိမ်မှာတင်းနေတာအဲ့ဒါလေးကိုအကိုလုံးတဲ့ပုဂ္ဂိုလ်ကတွေ့ပြီးတော့နှဲမှုတ်ရအောင်လို့ဆိုပြီးတော့မှုတ်เสียလုပ်ဖို့အတွက်ဖခင်လုံးတဲ့ပုဂ္ဂိုလ်ဆက်ချုပ်တော့ဆက်အံထဲမှာသူထည့်ထားတယ်အဲ့ဒီကြည်စံဘူးကွန်လေးကိုအဲ့ဒီမှာလူကြီးတွေမရှိတော့ဖြတ်တာပေါ့ဖြတ်တော့ထပြီးတော့ပေါက်ကွဲတာနော်ဒိုင်းဆိုတဲ့အတန်ကြီးက9ရက်လောက်ထိအောင်နားတယ်မထွက်တော့အဲ့ဒီကြီးဘက်ကလေးတွေကနေပြီးတော့အိုဒီတကိုယ်လုံးကိုဆင်လိုက်တာဘုန်းကြီးနဲ့နှမလေးကဘေးကထိုင်ကြည့်တာသူကခွဲတာသူ့ခြေထောက်တော့ပြည့်သွားတာအဲ့ဒီကြီးဘက်ကလေးတွေဟာအဲ့ဒီခေတ်ကဆရာဝန်ဆေးရုံတို့ဘာလို့ဆိုတာလဲလူကသိပ်ပြီးတော့သွားလိမ့်မရှိဘူးတောဆိုအဲ့ဒီမှာဆရာတဦးကတော်အဲ့ကျွန်းနဲ့ကိုင်းနေရပဲဆရာမိုးဆိုတဲ့ဆရာနာမည်တော့မှတ်မိလိုက်သူဆေးတွေကအမတန်စွမ်းတတ်တာပဲခွဲစိတ်တာမဟုတ်ဘူးကြီးစကလေးတွေအထဲထဲမှာမြုပ်နေတာကိုသူကဆေးလေးဖြူလိုက်တယ်ပေါက်လေးနည်းနည်းကျဲလာနောက်ရက်ကျတော့ခေါင်းလေးကိုလိပ်ပြီးအဲ့တဲ့ထဲတော့ခြေပတ်ကလေးကပါလာပြီးတော့သူဆေးမုံကလေးဖြူလိုက်တဲ့အခါမကြဘူးအတနုတက်သွားခွဲစိတ်တာမလုပ်ဘူးဒါနဲ့ခွဲရတာမဟုတ်ဘူးအဲ့ဒါလိုနီးနေတယ်ပဲသူကုသွားတာကြီးပတ်ကလေးတွေခန္ဓာကိုယ်တစ်ခုလုံးပွားနေတာလေအကုန်လုံးအဲ့ဒီနီးနဲ့ထုတ်တာဟောတော်အစွမ်းထက်တာပါလားလို့ခုချိန်ဆိုရင်တော့ကောင်းကောင်းမှတ်မိမှာပေါ့ငယ်ငယ်တော့ကတော့ဒီလောက်ပဲမှတ်မိတာပေါ့ဘာဆေးသုံးနေတော့မသိဘူးပျောက်သွားတာတော့အဲ့ဒါနဲ့ပဲပျောက်တာအဲ့ဒါလိုပဲအခုဆရာစီဝကလည်းလက်သေးကွန်ထဲမှာဆေးမုံလေးသေးသေးလေးယူသွားပြီးတော့ဘုရင်ကြီးကိုလိမ့်ပေးတာတခါလိမ့်တာနဲ့ပျောက်သွားတယ်ပျောက်တဲ့အခါဘုရင်ကြီးကဆေးဘဝကပေးတဲ့အနေနဲ့သူ့ရဲ့ရန်ရွေတော်အမျိုးသမီး900အမျိုးသမီးတွေဆင်ရမယ့်တစားတွေအကုန်ဆင်ပြီးတော့အဲ့ဒီတစားတွေအဝတ်အစားတွေအကုန်လုံးကိုစုပုံလိုက်ချွတ်ပြီးတော့အကုန်စုပုံတာပုံပြီးတော့အမျိုးသမီးတွေဝတ်တယ်ဆိုလေဆွဲလဲပါမှာပေါ့နှတောင်းလဲပါမှာပေါ့လက်စွပ်လဲပါမှာပေါ့နော်အများကြီးပေါ့အဝတ်စားတွေလည်းပါမှာအဲ့ဒါတွေကိုပုံပြီးတော့ဇီဝကကိုဒါဟောတာမင်းဆေးဘဝကပဲဆိုပြီးတော့ပေးတာပေးတဲ့အခါကျတော့ဆရာဇီဝကကျွန်တော်မျိုးမယူပါရစေနဲ့ပေါ့ဘုရင်ကြီးမယူပါရစေနဲ့
ကျွန်တော်မျိုးရဲ့ကျေးဇူးကိုသာအမှတ်ရတော်မူပါလို့ဘုရင်ကြီးကိုပြောတယ်အဲ့တော့ဘုရင်ကြီးကသူ့ကိုဒီလိုဆိုလို့ရှိရင်သမားတော်ရာထူးခံအဲ့ကြတာမှာနော်ရာထူးခုနတုန်းကဆေးဘဝကယူရင်သူသမားတော်ရာထူးမရဘူးအဲ့ဒါကိုမယူသည့်အတွက်ကြောင့်ဘုရင်ကြီးကသူ့ကိုသမားတော်ရာထူးခတ်လိုက်တယ်ငါကိုလည်းပဲပြုစုပါငါရဲ့နန်းတွင်သူနန်းတွင်သားမိဖုရားမောင်မမိတ္တန်တွေကိုလည်းပြုစုပါဖရာအမှုရှိတဲ့တန်ဃာတွေကိုလည်းပဲပြုစုပါလို့ဟောသမားတော်တာဝန်ပေးလိုက်တာအဲ့ငယ်ငယ်လေးနဲ့သူသမားတော်ဖြစ်သွားတယ်ကြည့်လေသူဆေးပညာသွားတဲ့နှောင်းက16နှစ်16နှစ်တည်း9နှစ်ထည့်လိုက်တော့ဘယ်လောက်မှရှိသေးဘူးလေအသက်ကနော်အသက်20ကျော်လေးပဲသမားတော်ရာထူးရသွားတယ်လို့သူပြောဘုရင်ကြီးကိုဆေးကုရမယ်ရဟန်းတန်ဃာတွေကိုဆေးကုရမယ်မိဖုရားမောင်မမိတ္တန်တွေအတွက်ဆေးကုရမယ်ဆိုရင်ဒီရာထူးကိုသူရသွားတယ်ဒုတိယအချိန်ဆေးကုတာနဲ့ပဲဒါရသွားတယ်ဟောတတိယအချိန်ရောက်တဲ့အခါကျတော့ဘာဖြစ်တော့ရာဇဂိုမြို့ကတထေးကြီးဟာခေါင်းကိုက်ယောဂဆွဲနေတာခေါင်းကိုက်ယောဂ9နှစ်ကြာနေပြီခုနတာဂေတတထေးကတော်ကြီးလိုပဲသို့တော့ခေါင်းကိုက်ပုံကိုက်နေခြင်းတူပုံမပေါ်နာမည်ကျော်သမားတော်ကြီးတွေပမောက္ခကြီးတွေအကုန်လုံးပင့်ပြီးတော့ကုတာဘယ်သူမှမကုနိုင်ဘူးအလုံးသမားတွေကလက်လွတ်သွားပြီမရတော့ဘူးတချို့သမားတော်တွေကဘယ်လောက်ပြောတော့ဆိုတထေးကြီးက9ရက်ပဲခံမယ်တချို့ကတော့9ရက်ပဲခံမယ်လို့ဒီလိုပြောသွားကြအဲ့ဒီလိုပြောသွားပြီးဆေးဆရာတွေလက်လွတ်ထားတယ်အဲ့တော့ရာဇဂိုဏီကုံတထေးကတို့ရာဇဂိုတထေးကြီးမကြမ်းမမာဖြစ်နေတာဆေးဆရာတွေကလည်းလက်လွတ်ကုန်ပြီသမားတော်တွေဝါရက်သမားတော်ကြီးတွေကလက်လွတ်သွားတယ်ဒါပေမဲ့လို့မကြခင်ကမှဆေးပညာသင်ပြီးတော့ပြန်လာတယ်အဗျာမင်းသားမွေးစားတဲ့ဇီဝကငယ်လဲငယ်တယ်တော်လဲတော်တယ်အဲ့တော့သူနဲ့ကုချီကြရအောင်ဆိုပြီးတော့ဘုရင်မင်းတရားကြီးစီလျှောက်တာပေါ့ဘုရင်မင်းတရားကြီးဒီတထေးကြီးဟာဘုရင်မင်းကြီးအတွက်လည်းအများကြီးထောက်ကူဖြစ်ပါတယ်ဏီကုံးရွာတွေအတွက်လည်းထောက်ကူဖြစ်ပါတယ်တိုင်းပြည်အတွက်လည်းအကျိုးပြုပါတယ်သူ့အသက်ကဲတင်မှုသမားတော်ဇီဝကကိုစေကုသခွင့်ပေးပါလို့ဆိုတော့ဘုရင်ကြီးကဇီဝကကိုလွတ်တယ်အေးရာဇဂိုတထေးယောဂမင်းသွားကုပါသွားကုပါဆိုပြီးအဲ့ဒီမှာကြည့်တယ်သူကသွားပြီးတော့ကြည့်လိုက်တဲ့အခါဘာယောဂဆိုတော့သူသိသွားသိတဲ့အခါကျတော့အဲ့ဒီတထေးကြီးကိုသူတောင်းဆိုတယ်တထေးကြီးတဲ့လက်ရဘက်ကို9ရက်စောင်းပြီးတော့အိတ်နိုင်မလားလက်ဝဲဘက်ကို9ရက်စောင်းပြီးတော့အိတ်နိုင်မ9လစောင်းပြီးတော့အိတ်နိုင်မလားနော်တစ်ဖက်ကို9လအိတ်ရလက်ရဘက်ကိုစောင်းပြီးတော့9လအိတ်ရမယ်အိတ်နိုင်ပါတယ်ဒါဖြင့်နောက်9လလက်ဝဲဘက်ကိုစောင်းပြီးတော့9လအိတ်နိုင်ပါမလားအိတ်နိုင်ပါတယ်အဲ့ဒါပြီးရင်ပက်လက်9လအိတ်ရမယ်အိတ်နိုင်ပါမလားအိတ်နိုင်တယ်အဲ့ဒါဆိုရင်ကောင်းပြီကျွန်တော်စိတ်ကူးမယ်တထေးကြီးဂရိတီရမယ်နော်9လအိတ်ရမထမပြောင်းရဘူး9လအိတ်ရပြောတယ်သူပြောပြီးတော့ကောင်းပြီယောဂပြောက်လို့ရှိရင်တထေးကြီးကဘာပေးမလို့ဆိုဟိုကလည်းသေလူပဲလေသူ့ကိုသမားတော်တွေအားလုံးကလက်လွတ်ထားတာဆိုတော့ဘာပြောတော့ဆိုစေဘဝကနဲ့မပူပါနဲ့တဲ့ရှိတဲ့စီးစိမ်တွေအကုန်ပေးမယ်တဲ့လူကိုယ်တိုင်လည်းကြုံခံမယ်အဲ့လောက်ထိအောင်ပြောတာနော်လူတွေကအသက်ဖြစ်လာတယ်ပစ္စည်းလည်းတန်ဖိုးမထားနိုင်တော့ဘူးလူကိုယ်တိုင်လည်းမင်းရဲ့အစေကလုံးမယ်ပြောက်အောင်သာကုပြီးပစ္စည်းတွေလည်းအကုန်ပေးမယ်ကောင်းပြီဆိုပြီးတော့ဇီဝကဘာလုပ်တော့ဆိုကရင်ပေါ်မှာလက်ရဆောင်းပြီးတော့အိတ်ခိုင်း
မလောက်အောင်ကြိုးတွေနဲ့တုပ်ထားပြီးတော့မလောက်တော့ဆိုခေါင်းကိုခွဲစိတ်ကုသတာပဲသူနော်စဉ်းစားကြည့်မယ်ဆိုအဲ့ဒီခက်ကထုံသေးတွေပါတယ်ဗျာရှိသလားနော်မနာမကျင်အောင်လုပ်တာတော့ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်ဆေးလေးတုပ်လိုက်တာနဲ့မနာအောင်လုပ်တဲ့ဟာမျိုးရှိကောင်းရှိလိမ့်မယ်ခေါင်းကဥစ္စာတွေဥက္ခွန်မှာဥစ္စာတွေရှိတယ်အဲ့ဒီဥက္ခွန်တွေကိုဖွင့်လိုက်တဲ့အခါဘာတွေ့တော့ဆိုခေါင်းထဲမှာအုံနောက်မှာစားမဲ့ပိုးကောင်နှစ်ကောင်သွားတွေ့တယ်တစ်ကောင်ကအကြီးတစ်ကောင်ကအသေးအကြီးကောင်ကစားလိုက်ရင်9ရက်နဲ့ကုန်ပါအငယ်ကောင်အကြီးကောင်ကစားလိုက်ရင်9ရက်နဲ့ကုန်သွားမှာအငယ်ကောင်ကစားရင်9ရက်နဲ့ကုန်ဒါကြောင့်မို့လို့တမားတော်ကြီးတွေကပြောတာဒီပိုးအကြီးကိုမြင်ပြီးတော့တထေးကြီးရဲ့အသက်ဟာ9ရက်ပဲရှိတယ်အသေးကိုမြင်ပြီးတော့9ရက်အသက်ရှိမယ်လို့ပြောကြတာတမားတော်ကြီးတွေမြင်ပါပြီတယ်လို့ဇီဝကအဲ့ဒီပိုးကောင်တွေကိုထုတ်ပြီးပြပြီးတဲ့အခါဆေးတွေပါတွေလိမ့်ပြီးတော့ပြန်ပြီးတော့အုံနောက်ကိုပြန်ဖုံးပြီးတော့သူဆေးတွေလိမ့်တာဆေးလိမ့်တာနဲ့ပဲမြန်ကြက်ပြီးတော့မြန်သူပဂတိအတိုင်းဖြစ်အဲ့တော့လက်ရဘက်ကိုအိတ်ခိုင်းတာတစ်ပတ်လောက်ကြာတဲ့အခါကျတော့ကြောတွေပူပြီးတော့မအိတ်နိုင်တော့ဘူးဖြစ်လာတယ်အဲ့ဒီမှာနိုးလာတာလည်းဖြစ်မှာတစ်ပတ်လောက်နေတော့မအိတ်နိုင်ဘူးရှင်တထေးရင်တော့9လအိတ်မဲ့ဆိုခုဘာဖြစ်လို့တစ်ပတ်ပဲရှိသေးတယ်ဆိုဟုတ်တယ်တဲ့ဆရာသေရတော့မယ်ကျုပ်မအိတ်နိုင်တော့ဘူးဆိုတော့ဒါဖြင့်ဟိုဘက်ပြောင်းအိတ်ဆိုပြောင်းအိတ်အဲ့ဒီဘက်မှာတစ်ပတ်ပြည့်တော့လေသူမအိတ်နိုင်တော့ဘူးဆိုညီးလာဒါဖြင့်ပက်လက်လန်ပြီးတော့အိတ်ပါ9ရက်21ရက်အိတ်လဲအိတ်ပြီးတော့ယောဂပျောက်ပါပြီ21ရက်နဲ့အဲ့ဒီလိုယောဂပျောက်သွားတဲ့အခါကျတော့ကဲတထေးကြီး21ရက်ပြည့်တော့ပျောက်ပါပြီယောဂမအိတ်နိုင်ရင်လည်းထတော့ကျွန်ုပ်က9လလို့ပြောတာအရင်တော့အိတ်နိုင်တယ်လို့ပြောတယ်အခုကျွန်ုပ်မပြောရင်ဒီလောက်တောင်အိတ်မှာမဟုတ်ဘူးဒါကြောင့်မို့ခါလောက်တင်မှရင်လောက်ကြဆိုတာမျိုးနော်9လအိတ်ခိုင်းထားတော့မှ9ရက်နဲ့သူက9ရက်တည်းပုံမအိတ်နိုင်သူရဲ့စိတ်ဆိုတာစိတ်ကိုအတင်းထားနိုင်အောင်9လဆိုတဲ့တောင်းဆိုခြင်းနဲ့ထားတာတကယ်ကတော့9ရက်နဲ့သူယောဂပျောက်သွား21ရက်နဲ့အလုံးယောဂပျောက်သွားမယ်ဆိုတာသိတယ်ပေါ့21ရက်ကြာတဲ့အခါခေါင်းကအနာတွေကျက်သွားပြီးတော့ယောဂဝေဒနာလည်းပျောက်ကင်းသွားတယ်တဲ့ကဲပျောက်ကင်းသွားတဲ့အခါယောဂလည်းပျောက်ရောတထေးကြီးကဝမ်းသာတယ်သူပြောထားတဲ့ဂရိအတိုင်းမဖြစ်ပါဘူးတဲ့ရှိတဲ့ပစ္စည်းတွေအကုန်ပေးပါမယ်လူကိုယ်တိုင်လည်းချွန်ခံပါမယ်ဆိုတထေးကြီးအဲ့တော့မလိုပါဘူးတဲ့ဘုရင်မင်းတရားကြီးအတွက်ငွေ3သိန်းပေးပါကျွန်ုပ်အတွက်ငွေ3သိန်းအလုံး2သိန်းပဲပေးဟောနော်တတိယအကျိန်ဆေးကူးလိုက်လို့ရတာငွေ2သိန်း3သိန်းကဘုရင်ကြီးကိုကြော့3သိန်းကသူ့အတွက်အဲ့ဒါလို့ဆရာဇီဝကကြီးဟာအဲ့ဒါလို့ဆေးကုသွားတာနော်သူ့ဘဝစတုထအကျိန်ကြတော့ဘာဖြစ်လဲဆိုဗာရဏသီကတထေးသားဘာချွမ်းကစားတဲ့အခါစောက်ထိုးမိုးမြော်လုံရင်ကနေပြီးတော့ဥခွေပြီးဥထုံးသွားတယ်တဲ့ဥထုံးသွားအဲ့ဒီဥထုံးသွားတဲ့ယောဂဖြစ်တော့စားသမျှအစာတွေမကြေတော့ဒုက္ခတွေရောက်ဗိုက်တွေနာအဲ့လိုဖြစ်တာဥထုံးတဲ့ယောဂအဲ့ဒါနဲ့ဘုရင်ကြီးစီဆရာဇီဝကလမ်းအကြောင်းကြတော့ဘုရင်ကြီးကလွတ်တယ်သွားကူပေးလိုက်ပါဆိုသွားကူတယ်သွားကူတဲ့အခါမှာလည်းပဲအဲ့ဒါခွဲစိတ်ရတာပဲသူလိုက်ခွဲစိတ်ကုသဘိုက်ကိုခွဲပြီးတော့ထုံးနေတဲ့ဥကိုပြန်ဖြည့်ပြီးတဲ့အခါမှာပြန်ပြီးအနေတခြားဖြစ်အောင်လုပ်ဆေးတုပ်ဆေးလိမ့်အဲ့ဒါနဲ့ပဲကြက်သွားအနာကြက်သွားတော့အဲ့ဒီဆေးကုကအနေနဲ့ရတာဘယ်လောက်တော့ဆိုငွေ16000ရအဲ့ဒီခေတ်ကဒင်္ဂါ16000ရနောက်ပိစမအချိန်5ချိန်မြောက်ဆေးကုတာကြတော့
တခြားမင်းဒေတာထဲမှာသွားကိုဥစ္စေနီပြည်ဆိုတာရှိတယ်အခုဘုံပေနာမှာဥစ္စေနီဆိုတာရှိတယ်အဲ့ဒီဥစ္စေနီအဝန္တိတိုင်းဥစ္စေနီမြို့အုပ်ဆိုးတဲ့မင်းကပိဇောတမင်းလို့ခေါ်တယ်စိတ်ချမ်းကိုယ်ချမ်းရှိလို့စန္ဒပိဇောတမင်းကျမ်းတမ်းနဲ့ရက်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့စန္ဒပိဇောတရက်ဆက်ကြမ်းကြုတ်တယ်အရင်တော့ကမြန်မာတွေခေါ်တဲ့သီရိဓမ္မသောကမင်းကြီးကလည်းအရင်တော့ကစန္ဒာသောကလို့ခေါ်တယ်ရက်ဆက်တယ်